အားလုံးပဲမင်္ဂလာပါတီချာစီပါဒီနေ့ကတော့ Fan Foster Unique 7 Look Listen Smile Draw ဆိုတဲ့ unique လေးကိုဘယ်လို step by step သင်ကြားရမလဲဆိုတာကိုမျှပေးမှာဖြစ်ပါတယ်ရှင် This is my head. These are my eyes. This is my nose. These are my ears. This is my mouth. These are my teeth. This is my chin. These are my cheeks. Unique 6မှာ parabody နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသင်ထားပြီးတာဖြစ်တဲ့ကြောင့် Unique 7မှာတော့ parabody ကို revive ဖြစ်စေမယ် song ဒါမှမဟုတ် fresh cut တွေကိုရွေးချယ်ပြီးတော့ကလေးတွေကိုပြန်မှတ်မိအောင်မေးအောင်ပါပဲရှင် Unique 7မှာဆိုရင်တော့ look at the example picture လေးကိုယင်ကြည့်ခိုင်းပြီးတော့မှ what can you see ဘာမြင်လဲဒါမှမဟုတ် with parabody can you see ဘာခန္ဓာကိုယ်စိတ်ပိုင်းတွေကိုတွေ့လဲဆိုပြီးတော့မေးလို့ရပါတယ်အဲ့ဒါပြီးရင်တော့ look at the line and the ladder အဲ့ဒီမှာပါတဲ့ line ဆက်လေးတွေမြင်းဆက်လေးတွေကိုကြည့်ခိုင်းမယ် ladder လေးတွေကိုကြည့်ခိုင်းမယ် how many line are there line ဆက်လေးပဲနှစ်ခုရှိလဲ3ခုပေါ့နော်ဒီမှာဆိုရင်တော့ how many ladder are there ladder ကပဲနှစ်ခုရှိလဲ3 ladder ပေါ့ဒါဆိုရင် how do you spell ear ဆိုဘယ်လိုပေါင်းလဲပေါ့နော်အဲ့လိုမျိုးမေးပြီးတော့မှသင်ခန်းစာကိုစတင်မှာexample ရှင်းပြပြီးတဲ့အခါမှာတော့ကလေးတွေက question 1 to 5 ကို volunteer ဖြေခိုင်းလိုက်ရတယ် individual work ပေးလိုက်ရတယ် group work ပေးလိုက်ရပါတယ် teacher အနေနဲ့ remind လုပ်ပေးရမှာတော့ပေါ့နော် the student can put the letter from each barber in the right order to make the body work in right then on the line ပေါ့နော်ဘာပဲထဲမှာရှိတဲ့ letter တွေကိုမှတ်အောင်စီပြီးတော့မှခန္ဓာကိုယ်စိတ်ပိုင်းနဲ့ပတ်သက်တဲ့စကားလုံးဖြစ်အောင်လုပ်ပြီးတော့ line မှာပြန်ပြီးတော့ရေးရမယ်ဆိုတာကိုတော့ remind လုပ်ပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ဆရာနဲ့ကျောင်းသား answer တွေကို check လုပ်လို့ရပါပြီဒီ slide လေးကတော့3 minutes စာ fan project လေးဖြစ်ပါတယ်ကလေးတွေကို draw their own face သူရဲ့ခန္ဓာကိုယ်မျက်နှာကိုပုံစံကိုဆွဲခိုင်းမယ်အဲ့ဒါပြီးရင်တော့ label their picture with the words စကားလုံးတွေကို စကားလုံးတွေနဲ့ label တက်ခိုင်းမယ်where eyes where nose where mouth where hair ပေါ့နော် like this အဲ့ဒီပုံစံမျိုးပေါ့နော်မျက်နှာနဲ့ပတ်သက်တဲ့စိတ်ပိုင်းတွေကို label တက်ခိုင်းမှာဖြစ်ပါတယ်ရှင်being group ပတ်သက်ရှာပြီးတော့မှ what kind of hair have you got what color are your eyes like this ပေါ့နော်အဲ့လိုမေးခွန်းလေးတွေမေးခိုင်းပြီးတော့မှသူတို့ရဲ့ project ကိုဆုံးသက်စီမှာဖြစ်ပါတယ်ရှင် Session B မှာဆိုရင်တော့ look at the picture ကလေးတွေကိုရုပ်ပုံကြည့်ခိုင်းမယ် and be all write the word for the part of the face that aren't that အဲ့ဒီမှာမရှိတဲ့မျက်နှာစိတ်ပိုင်းနဲ့ပတ်သက်တဲ့စကားလုံးတွေကိုရေးခိုင်းမယ် and then draw and color the missing part of the face မျက်နှာမှာပြောင်းနေတဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုဆွဲပြီးတော့မှအယောင်ချယ်ခိုင်းရမှာဖြစ်ပါရှင်ပြီးလို့ရှိရင်တော့ဆရာကနေပြီးတော့ဖြေမှန်ကန်မှုရှိမရှိ check လုပ်ပေးရမှာဖြစ်ပါတယ် Session C မှာဆိုရင်တော့ teacher ကနေပြီးတော့ What can you do with your mouth? What can you do with your hand? What can you do with your ear? What can you do with your eyes? What can you do with your feet? What can you do with your leg? စတဲ့ပေါ့နော်မဲလေးလေးတွေကိုလိုက်ပြီးတော့မှ group နှစ်ခုခွဲပြီးတော့ group A ကမင်း group B ကဖြေရမယ် group B ကတော့ဒီ sentence ကိုဖတ်ပြတဲ့ချိန်မှာတော့ group A ကနေပြီးတော့ပြန်ပြီးတော့ပေါ့နော်ဖြေရမှာပေါ့နော်အဲ့ဒါပြီးလို့ရှိရင်တော့ question number 1 to 5 ကို group like ပေါ့နော် group like and family word တွေကိုရှာခိုင်းပြီးတော့ဆရာကနေရှင်းပြပြီးတော့မှသူတို့ကိုဖြေခိုင်းမှာဖြစ်ပါတယ်အမှတ်အများဆုံးရတဲ့ဖွဲ့ကတော့ winner ဖြစ်မှာဖြစ်ပါတယ် Session D မှာဆိုရင်တော့ look at the boy in the picture in D picture D ထဲမှာရှိတဲ့ကောင်လေးကိုကြည့် This is Sam he making a robot သူကစက်ရုပ်တစ်ခုကိုလုပ်နေတယ်သူရဲ့နာမည်ကတော့ Sam ဖြစ်တယ်ဆိုတဲ့အကြောင်းကိုမိတ်ဆက်ပြီးရင်တော့ Session C မှာ group ခွဲထားတဲ့အတိုင်း look at the word in the box ထဲမှာရှိတဲ့စကားလုံးလေးတွေကိုကြည့်ခိုင်းမယ်can you see the computer ကိုတွေ့လား can you see the clock နိုင်ကိုတွေ့လား can you see the sock ခြေအိတ်ကိုတွေ့လား can you see the kite စွန်ကလေးကိုတွေ့လားပေါ့နော် like ဒီလိုမျိုးမေးခွန်းတွေကိုမေးမယ် maybe တော့မှာ where the keyboard in the robot picture ထဲမှာ keyboard ကဘယ်နေရာမှာလဲ please point out your finger သူတို့ရဲ့လက်ချောင်းနဲ့ထောက်ပြခိုင်းမယ်အဲ့ဒီမျိုးပေါ့နော်မေးခွန်းတွေကိုမေးသွားပြီးဆိုရင်တော့ session D မှာလဲ question number 1 to 5 ကို group work
မေးပြီးတော့ပြီးဖြေခိုင်းပြီးတော့မှဆရာကနေပြီးတော့အဖြေမှန်ကန်မှုရှိမရှိ check လုပ်ပြီးမယ်အမှတ်များဆုံးရတဲ့ဖွဲ့ကတော့ winner ပြန်ဖြစ်မှာဖြစ်ပါတယ်ရှင်ပြီးရင် session D မှာရှိတဲ့ robot picture ကိုကြည့်ခိုင်းပြီးတော့မှ now what hasn't the robot get robot မှာဘာမရှိဘူးလဲပေါ့နော် now you can draw the robot eye ear and nose ဆရာကနေပြီးတော့မှ robot picture မှာလိုအပ်တဲ့ eyes ear nose စတဲ့အစိတ်ပိုင်းတွေကိုဖြည့်ဆွတ်ရေးဆဲပြီးရင်တော့ my robot have got the sand eye and a funny nose ဆိုတဲ့ sentence တစ်ကြောင်းပါအောက်မှာရေးပေးရမယ်ကလေးတွေကိုလည်းဆရာနဲ့လာတူရေးခိုင်းရမှာဖြစ်ပါတယ်ရှင်different learner to read out the sentences and show their picture ကျောင်းသားတွေကသူတို့ရေးထားတဲ့ sentence လေးတွေကိုဖတ်ပြပြီးတော့မှသူတို့ရေးဆွဲထားတဲ့ရုပ်ပုံတွေကိုအောက်စုသင်ပေါ့နော်ပြရမှာဖြစ်ပါတယ်Session မှာဆိုရင် teacher တွေက point to the man at the front of the picture picture ရဲ့အရှိမှာရှိတယ်ပေါ့နော်လူကြီးကိုထောက်ပြပြီးတော့မှ what's the man doing လူကြီးဘာလုပ်နေလဲ taking photo လို့သူတို့ဖြေကြမှာပေါ့နော် looking at the man familyလူကြီးရဲ့မိသားစုတွေကိုကြည့်ခိုင်းမယ် where are they are in the garden how many people can you see လူဘယ်နှစ်ယောက်တွေ့လဲဆိုရင်တော့Stage 6, 7စတဲ့မိကုန်းအနေနဲ့ဆရာကနေပြီးတော့ session E ကိုစတင်ပြီးတော့မိတ်ဆက်ပေးရမှာဖြစ်ပါတယ် session E မှာဆိုရင်တော့ look at the word in the box box ထဲမှာရှိတဲ့စကားလုံးတွေကိုကြည့်ခိုင်းမယ် Can you find a frog Can you find a turd Can you find a hand sandbox and a ball in the picture ထဲမှာ frog တို့ tail တို့ hand တို့ box sex တို့ ball တို့ကိုသိလားဆိုပြီးတော့မေးမယ်ရှာခိုင်းမှာပေါ့နော်ရှာခိုင်းပြီးတော့ is when person smiling waving လူပုဂ္ဂိုလ်တယောက်က smiling ပြုံးနေတာလား waving လက်ပြနေတာလားဆိုတာမေးခိုင်းမယ်အဲ့ဒါပြီးတော့မှကျောင်းသားတွေကို read out the word in the word box again box ထဲမှာရှိတဲ့စကားလုံးတွေကိုပြန်ပြီးတော့ဖတ်ပြခိုင်းမယ်ပေါ့နော်ဖတ်ပြခိုင်းပြီးရင်တော့ read the sentences စာကြောင်းတွေကိုဖတ်မယ် and ပြီးတော့ write word from the box on the line မှန်တဲ့ဖြေတွေကို line ပေါ်မှာရေးခိုင်းမှာပဲဖြစ်ပါတယ်ရှင်အဲ့ဒါပြီးလို့ရှိရင်တော့ကလေးတွေကိုgroup work အတိုင်းပေါ့နော်သူတို့ကဒီ sentence လေးတွေဒီ paragraph လေးကိုဖတ်မယ်ဖတ်ပြီးတော့မှအဖြေတွေကိုရေးမယ်အဲ့ဒါပြီးရင်တော့ဆရာကနေမှန်ကန်မှုရှိမရှိပြန်ပြီးတော့ check လုပ်ပေးရမှာဖြစ်ပါတယ်ရှင်ဒါပေမဲ့ teacher တွေအနေနဲ့တတိထားမှာတော့ကလေးတွေမသိတဲ့ and familiar word တွေကိုအရင်ဆုံး line သားပြီးတော့မှအရင်ရှင်းပြပြီးတော့မှ group work ပေးတာပို့ပြီးတော့အဆင်ပြေပါတယ်ရှင်After answering session E ပေါ့နော် session E ဖြည့်ပြီးတဲ့အခါမှာတော့ look at the picture again ပုံကိုနောက်တစ်ခါပြန်ပြီးတော့ကြည့်ခိုင်းပြီးတော့မှဒီ picture နဲ့ပတ်သက်တဲ့မေးခွန်းလေးတွေကိုမေးရမှာဖြစ်ပါတယ်session E ဖြည့်ပြီးတဲ့အခါမှာတော့ clear ရန်ကြိုက်တဲ့ game ဆော့ရမယ့်ချိန်ဖြစ်ပါတယ်ရှင်what can you see in picture picture ရဲ့မှာဘာတွေတွေ့လဲ and ပြီးတော့ which animal eye and ear can you see ဘယ်တရိတ်ဆန်ရဲ့မျက်လုံးတွေနာရွက်တွေကိုတွေ့လဲဆိုပြီးတော့ clear တွေကိုမြင်ရမှာဖြစ်ပါတယ်ဒီ game ကစားဖို့ကအများကြီးမလိုပါဘူး clear တွေက dice လို့ခေါ်တဲ့ answer တုံးရဲ့စက်ကူဖြူရဲ့ခဲတံရဲ့ပဲလိုပါတယ်ရှင်အုပ်စုနှစ်စုစီကနေပြီးတော့အတီးတီရွေးချယ်ထားတဲ့ခေါင်းဆောင်နှစ်ဦးကနေပြီးတော့မှ dice ကိုတစ်ချိန်စီလှည့်မယ်သူတို့ကြားရ body part လေးတွေကိုဆွဲပြီးတော့မှအရင်ဦးဆုံးမြောက်ဖြစ်အောင်ဆွဲနိုင်တဲ့ဖွဲ့ကတော့ winner ဖြစ်ပါတယ်ရှင်ဒီ game ကစားရတာရမ်းပျော်တဲ့အတွက်ကြောင့်ပေါ့နော် teacher တို့ကအချိန်ရမယ်ဆိုရင်တော့ဆော့ပေးဖို့အတွက်တောင်းဆိုပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye